အမျိုးသားအသင်းမရဘူးတဲ့ချန်ပီယံလိဖလားကိုနှစ်ကြိမ်မြောက်ရရှိခဲ့တဲ့အာဆင်နယ်မျိုးသမီးအသင်းအာဆင်နယ်အသင်းရဲ့ကန်နဝင်ကစားသမားအီယန်ရိုက်ဟာအာဆင်နယ်မျိုးသမီးအသင်းကဘာစီလိုနာအသင်းကိုနိုင်ယူကချန်ပီယံလိဖလားဆုခူးခဲ့တာကိုချီးကျူးခဲ့ပြီးဒီအောင်ပွဲကကလပ်ကိုရှက်ကွဲခြင်းမှာကယ်တင်ခဲ့တယ်လို့ပဲမှတ်ချက်ပြုခဲ့ပါတယ်အာဆင်နယ်အသင်းကလစ်ဘွန်မြို့မှာကျင်းပခဲ့တဲ့မျိုးသမီးချန်ပီယံလိဘောလုံးပွဲမှာဘာစီလိုနာအသင်းကိုပြင်းပြင်းထန်ထန်ရှင်ပြိုင်ခဲ့ရတဲ့ပွဲပြီးမှတကူကိုမရှိတဲ့အနိုင်ယူခဲ့ပြီးဥရောပဘောလုံးသမိုင်းမှာတကြောပြန်အမီကိုထပ်မံရေးထိုးနိုင်ခဲ့ပါတယ်ဒါဟာမြောက်လန်ဒန်အခြေစိုက်အာဆင်နယ်အသင်းရဲ့2009ခုနှစ်နောက်ပိုင်းပထမဆုံးချိန်ဥရောပအောင်ပွဲဖြစ်ပြီး16နှစ်ကြာဆောင်ဆိုင်ခဲ့ရမှုကိုအဆုံးသတ်ကအမျိုးသမီးဘောလုံးလောကမှာကလပ်ရဲ့ခန်းသားထည်ဝါတဲ့နေရက်တွေကိုပြန်လည်အသက်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။အရန်ကုန်ကနေလူစားဝင်ရောက်လာခဲ့တဲ့စီရီတိုက်စစ်မှုစတီနာဘလက်စတီနီယာဟာပွဲရဲ့တလုံးနဲ့သောအနိုင်ဂိုးကိုသွင်းယူခဲ့ပြီးမကြသေးခင်နှစ်တွေအတွင်းပြိုင်ပွဲကိုလွှမ်းမိုးထားခဲ့တဲ့ဘာစီလိုနာအသင်းကိုအားအသင်းပွဲရှုံးနိမ့်စေခဲ့ပါတယ်။ဘာစီလိုနာပြီးခဲ့တဲ့4ရာသီတွင်ချန်ပီယံလိဖလားကို3ချိန်ရရှိထားတဲ့အပြင်ဗိုလ်လူပွဲကိုတက်ရောက်လာချိန်မှာလည်းအလွန်အားသာတဲ့အသင်းဖြစ်သတ်မှတ်ခံထားရပေမဲ့အာဆင်နယ်မျိုးသမီးအသင်းကတော့အခွင့်အရေးမရှိဘူးလို့သတ်မှတ်ခံထားရတဲ့အခြေအနေကနေရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးအနိုင်ယူခဲ့တာပဲဖြစ်ပါတယ်။ဗိုလ်လူပွဲကိုတက်ရောက်ကြည့်ရှုခဲ့တဲ့အာဆင်နယ်ကန်ဝင်ကစားသမားအီယန်ရိုက်ဟာအမျိုးသမီးအသင်းကိုချီးကျူးပြောဆိုရမှာချီတုံချတုံမရှိခဲ့ပါဘူး။ပွဲပြီး TNT Sport နဲ့အင်တာဗျူးမှာ Right ကဒီအောင်ပွဲရဲ့ရေးပါမှုကိုအားကစားအရရောကလပ်ရဲ့စိတ်သက်ရေးရာအတွက်ပါလေးပြီးပြောကြားခဲ့ပါတယ်။ကျွန်တော်တို့အမျိုးသားအသင်းကရာသီတစ်လျှောက်လုံးကောင်းကောင်းကစားခဲ့ပေမဲ့ဘာမှမရရှိခဲ့တဲ့အချိန်မှာဒီအောင်ပွဲကကလပ်ကိုရှက်ကွဲခြင်းကနေကယ်တင်လိုက်တာပဲလို့သူကပြောခဲ့ပါတယ်။မျိုးသမီးအသင်းကကလပ်ကိုကယ်တင်ခဲ့တယ်။ကျွန်တော်တို့ဂုဏ်ပြုစရာတစ်ခုရခဲ့ပါပြီ။ဟုတ်ပါတယ်။သူတို့ကိုချီတက်ပွဲလုပ်ပေးတင်ပါတယ်။ဘာစီလိုနာကိုချန်ပီယံလိဘောလုံးပွဲမှာအနိုင်ရရှိခဲ့တာဘယ်သူမှသူတို့ကိုအခွင့်အရေးရှိတယ်လို့မထင်ခဲ့ကြပါဘူး။ကျွန်တော်တော်ခက်ခဲလိမ့်မယ်လို့ပြောနေခဲ့တာဘာလို့လဲဆိုတော့သူတို့ကတပွဲကိုပြန်မ၄ဂိုးသွင်းနိုင်လို့ပဲလို့ Right ကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါကြောင့်ကျွန်တော်တို့သူတို့ကိုအနိုင်ယူဖို့ဂိုးသွင်းဖို့လိုအပ်ပါတယ်။နောက်ဆုံးမှတော့တဂိုးပဲသွင်းနိုင်ခဲ့ပေမဲ့သူတို့ကိုပယ်ချနိုင်ခဲ့ပါတယ်။သူတို့ရရှိနေတဲ့ဂုဏ်ပြုမှုတွေစုတွေအားလုံးကထိုက်တန်ပါတယ်။ဒါဟာခန်းထားတဲ့အောင်မြင်မှုတစ်ခုပါပဲ။ဘယ်လောက်ထိရောက်လာပြီလဲဆိုတာကြည့်ပါ။ချန်ပီယံလိပွဲတွေကစားရတာကိုကျွန်တော်မှတ်မိနေသေးတယ်။အခုဘယ်ရောက်နေပြီလဲဆိုတာကိုကြည့်ပါဦး။အာဆင်နယ်အသင်းကဖလားကိုစုကူးလိုက်တာအမခမ်းပါပဲလို့ Right ကစိတ်လှုပ်ရှားစွာပြောဆိုခဲ့ပါတယ်။နှစ်ပေါင်း20နီးပါးကြာမှဘောလုံးပွဲကိုပြန်ရောက်လာခဲ့တဲ့အာဆင်နယ်အသင်းရဲ့ခရီးကနတ်သမီးပုံမြင်ဆန်ခဲ့ပါတယ်။အထူးသဖြင့်ဘာစီလိုနာလိုအသင်းကိုရင်ဆိုင်ရတာကလူအများစုကလွှမ်းမိုးထားလိမ့်မယ်လို့ယူဆခဲ့ကြပါတယ်။ဒါပေမဲ့လည်းနီးပြချုပ်ရီနီစလီကာရဲ့လမ်းညွှန်မှုအောက်မှာအာဆင်နယ်မျိုးသမီးအသင်းဟာနေပြည်တော်ပိုင်းစီကံနဲ့မရဲရိုင်တဲ့ယုံကြည်မှုကိုပြသခဲ့ပါတယ်။ဒီအောင်ပွဲနဲ့တူအာဆင်နယ်အသင်းဟာတမိုင်းဝင်အောင်ပွဲကိုသာမကပဲဘယ်တော့မှအထင်သေးခဲ့ရမှာမဟုတ်ဘူးလို့ညှင်းဆန်ခဲ့တဲ့ကလပ်ရဲ့ဂုဏ်ယူမှုကိုပါဂုဏ်ပြုနိုင်ခဲ့ပါပြီ။ ဒီမှာဒီလိုတက်တဲ့ရဲ့အမားကိုကြည့်ပြပေး